Ryzen လား Intel လားဈေးတူပြီမဲ့ performance နည်းနည်းလေးကွာပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတို့အတွက်မိတ်ဆွေရဲ့ budget နဲ့အထူးသင့်တော်မဲ့ CPU ကိုရွေးချယ်ပေးတော့ဖြစ်ပါတယ်ကျွန်တော်တို့တွေ laptop သို့မဟုတ် PC စဝယ်တော့မယ်ဆိုလို့ရှိရင်မေးခွန်းတစ်ခုအမြဲပေါ်လာတတ်ပါတယ်အဲ့ဒါကတော့ Ryzen လား Intel လားပါအရိုးရှင်းဆုံးနည်းနဲ့စပြောပြပါမယ် Ryzen က multitasking တွေအရန် strong ဖြစ်ပါတယ် multi core တွေမှာအရန်ကောင်းပါတယ်ဘာကိုဆိုလိုတာလဲဆိုလို့ရှိရင် editing နဲ့ streaming တွေနဲ့အခြား application တွေကိုတပြိုင်တည်းသုံးချင်တယ်ဆိုလို့ရှိရင် Ryzen ကပို့ပြီးတော့ကောင်းပါတယ် Intel ကြတော့ single core မှာပို့ပြီးတာပါတယ်နားလည်အောင်ပြောပြရမယ်ဆိုလို့ရှိရင် application တစ်ခုတွေကိုအမြဲသုံးတတ်တဲ့သူတွေဆိုလို့ရှိရင် Intel ကပို့ပြီးတော့တင့်တော်ပါတယ်ဆိုတော့ single core အတွက်ဆိုလို့ရှိရင် Intel ကိုရွေးချယ်တာပိုတင့်တော်ပြီးတော့multi core အတွက်ဆိုလို့ရှိရင်တော့ Ryzen ကိုရွေးချယ်တာပိုပြီးတင့်တော်ပါတယ် gamer တွေအတွက်ဆိုလို့ရှိရင်တော့ Intel က frame per second နည်းနည်းပိုကောင်းပါတယ်အများကြီးမဟုတ်ပါဘူးနည်းနည်းပဲပိုကောင်းတာပါ professional gamer ဆိုလို့ရှိရင်တော့ Intel ကိုရွေးချယ်တာပိုတင့်တော်ပါတယ်ကိုက gaming ရော streaming ရောတပြိုင်တည်းလုပ်ချင်တဲ့သူလိုမျိုးဆိုလို့ရှိရင်တော့ Ryzen ကပိုပြီးတင့်တော်ပါတယ်ဥပမာ content creator လိုမျိုးဆိုလို့ရှိရင် Ryzen ကနည်းနည်းလေးပိုပြီးတော့တင့်တော်တယ်လို့ပြောလို့ရပါတယ် budget အရပြောမယ်ဆိုလို့ရှိရင်တော့ Ryzen က price to performance နည်းနည်းလေးပိုဖြစ်တယ်လို့ပြောလို့ရပါတယ် Intel ကဈေးနည်းနည်းလေးပိုများပါတယ်ဒါပေမဲ့လည်း Intel ကလည်းပေးရတဲ့ဈေးနဲ့တူတူ price to performance ကိုပေးနိုင်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့က Ryzen ပိုကောင်းလား Intel ပိုကောင်းလားဆိုတဲ့မေးခွန်းမျိုးကြတော့ဘယ်ဟာပိုကောင်းလဲဆိုပြီးတော့ပြောပြရတာခက်ပါတယ်မိတ်ဆွေအနေနဲ့ကကိုဘာသုံးမလဲဆိုတဲ့ပုံမူတည်ပြီးတော့ Intel လား Ryzen လားရွေးချယ်တာကတော့ပိုပြီးတင့်တော်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကအကြံပေးရမယ်ဆိုလို့ရှိရင် gaming only ပဲဆိုလို့ရှိရင်တော့ Intel ကိုရွေးချယ်တာပိုကောင်းပါတယ်ကိုက gaming ရော streaming ရောတပြိုင်တည်းလုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့Ryzen ကပိုပြီးတင့်တော်ပါတယ်ကျွန်တော်တို့ဘယ်လိုပဲပြောပြောနှစ်ခုစလုံးကတော့ price to performance ပေးပါတယ် balance ဖြစ်ပါတယ်ဆိုတော့ကိုကဘာကိုရွေးချယ်ရမလဲဆိုတာကိုယ့်ရဲ့အသုံးပြုပုံမှာမူတည်ပြီးတော့ရွေးချယ်တာအကောင်းဆုံးဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် like and share လုပ်ပေးသွားကြပါနောက်ဗီဒီယိုလေးတွေအတွက်လည်း follow လုပ်ပေးသွားကြပါနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်